ချစ်ရတဲ့ရုပ်ရှင်ချစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါမြမရုပ်ရှင်လောကရဲ့ဂုဏ်ယူပွဲအချိန်လေးတစ်ခုကိုပရိသတ်အားလုံးနဲ့အတူမျှဝေဖို့အချိန်ရောက်လာပါပြီမြမရုပ်ရှင်ထူးချွန်စုပေးပွဲအခမ်းအနားကိုလာမည့်ဖေဖော်ဝါရီလ9ရက်နေ့ညနေ4:00နာရီအချိန်မှစတင်က Facebook နဲ့ YouTube Channel များမှာတချိန်တည်းတစ်ပြိုင်နက်တည်းတိုက်ရိုက် Live Streaming နဲ့ထုတ်လွှင့်ပေးသွားမှာဖြစ်ပါလေရုပ်ရှင်လောကရဲ့အောင်မြင်မှုတွေအနုပညာရှင်ကြီးများရဲ့ဂုဏ်ပြုချီးမြှင့်မှုတွေစိတ်လှုပ်ရှားဖွယ်အခိုက်အတန့်တိုင်းကိုပြည်သူနေရာမှာရှိနေပါစေမိမိရဲ့ Mobile Phone, Tablet, Computer များမှတစ်ဆင့်ဓာတ်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မြမရုပ်ရှင်ထူးချွန်စုပေးပွဲကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့သက်ဆိုင်ရာ Facebook နဲ့ YouTube Channel များကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်အားလုံးအတူတူရင်ခုန်စိတ်လှုပ်ရှားစရာများကိုခန်းစားလိုက်ကြရအောင် Facebook နဲ့ YouTube Live မှာဆုံကြမယ်နော်